ကဲဗျာခုနေရတော့စတိုင်းလေးကိုမျိုးလေးနဲ့ပေါင်းချက်တယ်ပေါ့ဗျာစနေမုံလေးထည့်ပါမယ်ခင်ဗျာချုံမုံလေးထည့်ပါမယ်ခင်ဗျာစားလေးနဲ့ငယ်ထည့်ပါမယ်ငပြားလေးလေးထည့်ပါမယ်ခင်ဗျာကျက်သွန်ကြီးချင်းရောင်နေမို့ရောင်းထားရလေးကိုနေပါမယ်ခင်ဗျာဒီတဲ့ဘူမင်းလေးတို့စီဦးနောက်မှထည့်ရတယ်ဗျာဒုက္ခမြေဦးတဲ့ဟိုစတိုင်းဒရုံကြီးထည့်စိတ်မရှိလို့ဆိုပြီးတော့အကုန်စုလိုက်ပြုံလိုက်ထည့်တယ်ဗျာအိုးကာမကာလက်ကသေးပြီးတာနော်ညစ်ပဲမနေဘူးဒီကိုအိုးလေးရောက်ပြီးဆိုတာနဲ့တသိန်းလေးထိုင်းကြည့်နေရတယ်ဗျာဒီသူတို့အတန်းလေးကြားပြီးဆိုတာနဲ့ခါတော့ကျန်တဲ့အနှစ်ကလေးတွေကိုရေအငင်းငယ်ရောထည့်ပါမယ်ရေကတော့တိုက်သူလိုပုံမှန်ထည့်လို့ရတယ်ဗျာကျွန်တော်ကဟင်းထည့်အရသာလုံးဝမမြည်ဘူးကိုစလေးကိုတီးလို့တကယ်ကောင်းတဲ့ဟင်းလေးကိုကြက်ပါပြီခင်ဗျာလုံးဝအနဲ့မျိုးအတန်လေးကိုတင်းနေတာပဲဗျာဝိတ်ကြိုင်ပြီးတော့လာကားလို့လည်းရတယ်နော်တကယ်လုံးဝအမှန်အကန်ချက်ပြုတ်ရတဲ့ဟာလေးပါမျိုးအနယ်လေးကလုံးဝဝိတ်ကြိုင်တာပဲဗျာ